ဝဲမင်္ဂလာပါခင်ဗျာအခုဆိုလို့ရှိရင်ကျွန်တော်ပေါ့နော်ဒါဒလားမြို့နယ်ဗဂျီကူမဖြစ်ပါတယ်ခင်ဗျာအခုဆိုလို့ရှိရင်ညီလေးတယောက်ကပေါ့နော်ဒူဘိုင်းကနေပြီးတော့မှဒူဘိုင်းနိုင်ငံကနေပြီးတော့မှညီလေးတယောက်ကဒီနေ့ကျွန်တော်ရဲ့ကေယာကိုပေါ့နော်ပတ်စံ3သိန်းကျပ်လှူထားပါတယ်ဆိုတော့ဒီ3သိန်းကျပ်ကတော့ဘာနာမည်နဲ့လှူထားလဲဆိုလို့ရှိရင်စေကကြေးရွာဟိုပေါ့ယာမဖះเจ้าပေါ့နော်စေကကြေးရွာယာမဖះเจ้าနာမည်နဲ့ပေါ့နော်ဒီနေ့ကျွန်တော်တို့ကိုလှူဒန်းထားတာဖြစ်ပါတယ်ခင်ဗျအဲ့ဒီဖះเจ้าကတော့ဗမာလဲဆိုတော့ပဲခူးတိုင်းထဲမှာပါပေါ့နော်ပဲခူးတိုင်းထဲမှာဆိုတော့ဒီနေ့ပေါ့နော်ကျွန်တော်ဒီညီလေးကနေပြီးတော့မှရင်ဝင်သစ်ကေယာအတွက်ကိုကလေးတွေကိုကိုညီတွေလိုညီမတွေလိုတူတွေလိုသဘောထားပြီးတော့မှကိုချင်းစာစိတ်နဲ့ပေါ့နော်ဒီနေ့ကေယာကိုလှူဒန်းပေးတဲ့အတွက်ကြောင့်မလို့အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျဒီညီလေးဒီလောက်ငငယ်လေးနဲ့ကျွန်တော်ရဲ့စိတ်ထင်ရတော့ငငယ်လေးပဲထင်ပါတယ်ပေါ့နော်ဒီငယ်တဲ့အရွယ်မှာတော့မှဒီလိုမျိုးကျင်နာတက်တဲ့စိတ်လှူဒန်းကျင်တဲ့စိတ်ရှိခဲ့မယ်ဆိုရင်ကြီးလာတဲ့အခါမှာဒီတက်မကသူလှုပ်ဆောင်နိုင်မယ်ဆိုတာကိုကျွန်တော်ကတော့အာယုံခံတာဖြစ်ပါတယ်ခင်ဗျဆိုတော့ဒီနေ့ပေါ့နော်ကျွန်တော်ဒီညီလေးကိုလည်းကျွန်တော်မမြင်ဘူးပေါ့နော်မမြင်ဘူးဒါပေမဲ့ငယ်မယ်လို့တော့ထင်တယ်လူငယ်ဖြစ်တော့ညာလဲခုလိုမျိုးလှူဒန်းပေးတဲ့စေကကြေးရွာပေါ့နော်ယာမဖះเจ้าရဲ့နာမည်နဲ့ဒီနေ့ကျွေးမွေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ညီလေးဒီတက်မကလူနိုင်တန်းတန်းပါစေညီလေးမှာအဖေမေရှိခဲ့ရင်အဖေမေကျမ်းမာပါစေချမ်းသာပါစေအမျိုးတိုင်းဝတ်ရှိခဲ့ရင်လည်းအမျိုးတိုင်းဝတ်နေကျမ်းမာပါစေချမ်းသာပါစေပေါ့နော်ဒီနေ့ဖះเจ้าရဲ့နာမည်နဲ့လူတန်းပေးတဲ့အတွက်ကြောင့်မလို့ကလေးတွေလည်းပြီးရဆူတောင်းပေးမှာဖြစ်ပါတယ်ဒီနေ့ပေါ့နော်ကလေးတေးသေးလေးတွေလည်းအများကြီးရှိပါတယ်ပေါ့နော်နှုတ်ဆိုရွယ်လေးတွေဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့တန်းနိုင်တဲ့လောက်ကျွန်တော်ဘက်ကနေပြီးတော့မှဒီဖះရဲ့ကလေးတွေပေါ့နော်ဒါကတော့ကျွန်တော်တို့တမန်လို့ပြောမယ်ဆိုတော့ Carol Blink ရဲ့ပေါ့နော်မြန်မာလိုအဓိပ္ပာယ်ပြန်လိုက်ရင်တော့ဖះတခင်ရဲ့ကလေးတွေဖြစ်တယ်ပေါ့နော်ဖះတခင်ရဲ့ကလေးတွေကိုကျွေးမွေးစောင့်ရှောက်တဲ့လူတိုင်းကတော့မဆုတ်ယုတ်ဘူးပေါ့နော်မဆုတ်ယုတ်ဘူးဒုက္ခမရောက်ဘူးဆိုတာကိုတော့ကျွန်တော်ခံယူထားတယ်ဘာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်မှဆိုရင်လည်းဒီလိုပဲတာသမီအရင်၄ယောက်ရှိတယ်သို့သောတမလူစကားပုံနဲ့ကြည့်မယ်ဆိုရင်တော့အတ္တမပလိကဝတိဝလတာတာပလက်တနာလည်းပါတော့ဆိုတော့စကားပုံရှိတယ်ပေါ့နော်ဒီလိုပုံစံမျိုးပဲကျွန်တော်ခံယူထားတယ်ပေါ့နော်ဒီကလေးတွေကိုကြည်ချင်းအဖြစ်ကျွန်တော်ကလေးတွေသူ့ဟာနဲ့သူကျမ်းမာလာမယ်ချမ်းသာလာမယ်ဒီလိုမျိုးခံယူပြီးတော့မှဒီလုပ်ငန်းကိုကျွန်တော်စတင်လှုပ်ဆောင်တာဖြစ်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်အခုဆိုလို့ရှိရင်ကလေးတွေကလည်းဆူတောင်းပေးမှဖြစ်ပါတယ်ဆိုတော့ကလေးတွေကတော့အမျိုးအကြီးရှိတယ်ဟုတ်ကဲ့ပါညီလေးလည်းကြားတဲ့အတိုင်းပေါ့နော်တစ်တော့ကလူတွေလည်းအားလုံးကြားကြမှာပါသူတို့ရဲ့စိတ်နှလုံးအသွေးထဲမှာရှိတဲ့ဟာကိုသူတို့ကနေပြီးတော့မှထွက်ဆိုပြီးတော့မှဒီနေ့ဆူတောင်းပေးတာဖြစ်တယ်ဒါကတော့ဒီဆူတောင်းပေးတဲ့အရာကိုတော့ကျွန်တော်သင်ပေးတာမရှိပါဘူးသူတို့ဘာနေသူတို့ဟိုပါပေါ့နော်ဆူတောင်းပေးတတ်တာပါဒါကတော့ပေါ့နော်ဒီလိုမျိုးလေးတွေရှိတယ်ဆိုတော့ဘာတွေလိုအပ်လဲဆိုရင်တော့အများကြီးပါဒါပေမဲ့မလိုအပ်ဘူးလားလို့မလိုအပ်ပါဘူးလိုအပ်လားလို့မင်းတော့လိုအပ်ပါတယ်အရာတိုင်းကတော့ဒီလိုပဲသွားနေရမှာပုံပေါက်တယ်ပေါ့နော်ကျွန်တော်လည်းဒီကလေးတွေနဲ့ပဲတောက်လျှောက်သွားမှာဖြစ်တယ်ဒီနေ့ဆိုရင်ကလေးပေါ့နော်2ယောက်မိုးတုံခနဲ့နောက်ပြီးတော့ဟိုဂျင်မီနဲ့ပေါ့နော်ဒါဆိုလို့ရှိရင်မိုးတုံခဆိုလို့ရှိရင်တော့ဒါအာဂရစုရတယ်ပေါ့နော်အာဂရစုရတယ်နော်သမီးကဟုတ်တယ်မလားနောက်ပြီးတော့ဂျင်းမီဆိုလို့ရှိရင်2စုတောင်ရတယ်ပေါ့နော်အာဂတာစုရဲ့ပြီးတော့တပါစုထူးချွန်စုထူးချွန်စုရတယ်ပေါ့နော်ဒီလိုဒါဒီနှစ်အစမ်းပေါ့ဒီနှစ်မှစထားတဲ့အတွက်ကြောင့်ဒီနှစ်အစမ်းနောက်ပိုင်းဆိုလို့ရှိရင်တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကေယာမှာတိုးပွားလာမယ်ကျွန်တော်အနာဂတ်လေးတွေပေါ့နော်ဒါလေးတွေအနာဂတ်လေးတွေဖြစ်ပါတယ်ဒါလေးတွေအနာဂတ်လေးတွေသူတို့တွေကနေကြီးမယ်ပညာရည်ချင်းတွေတက်မယ်သူတို့တွေကြီးပြီးတော့ပညာရေးရှင်းနဲ့တက်လာမယ်တက်လာပြီးရင်သူတို့ကနေတစ်ဆင့်ပြန်ပြီးတော့မှတခြားကလေးတွေကိုပြုစုပြောထောင်ပေးမယ်သူတို့အပြင်မှာချမ်းမာတဲ့ကလေးတွေကလည်းသူတို့ကနေတစ်ဆင့်ကျွန်တော်တို့လုံနိုင်တာမှဆိုရင်ကျွန်တော်တို့ပေါ့နော်ခေယာဆိုတာပျောက်ကွယ်သွားနိုင်တယ်ပေါ့နော်ဒါလေးကိုပြောချင်ပါတယ်ခင်ဗျပေရှေဝါတဲ့အတွက်ကြောင့်တောင်းပန်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးပါတယ်